အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သွားမယ့်နေရာကတော့ပြင်သစ်နိုင်ငံမှာရှိတဲ့အာကာချွန်းဆိုတဲ့တန်ငါရွာလေးပဲဖြစ်ပါတယ်ဒီနေရာဥရောပရဲ့အမြင့်ဆုံးသဲတောင်ပြင်ကြီးရဲ့သမုဒ္ဒရာပြပြကြီးရဲ့တွဲဖက်နေတဲ့နေရာဖြစ်လို့အရန်အောင်ခေါ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာလေးကကမ္ဘာမှာအရသာအချီဆုံးလို့နာမည်ကြီးလက်ဆက်လုံးတဲ့ကမာကောင်တွေကိုဝမ်ဖြူလေးနဲ့တွဲဖက်ပြီးတော့မီးစမ်းကြည့်ရတာတကယ်ကိုလို့ပြောရမယ်အရန်မိုက်တယ်ပေါ့နော်ဒါကတော့ဒီဆိုင်ရဲ့အလုပ်သမားတွေထင်ပါတယ်။ customer တွေစားဖို့ခရီးတို့ပဇွန်တို့ကိုလုံနေတာပါပဲ။သူတို့အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းဘာလုပ်နေလဲဆိုတော့မသိပါဘူး။အခုမြင်နေရတာကတော့ဒါကတော့ဒီဆိုင်မှာစားလို့ရမယ့်မီနူးဖြစ်ပါတယ်။ဒီမှာဂုံးနေ။ Oh, fresh.ပြင်သစ်နိုင်ငံရဲ့အလှဆုံးကမ်းခြေမြို့လေးဖြစ်တဲ့အာကာချွန်းကိုကျွန်တော်နဲ့အတူအဆုံးအထိလိုက်လံကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကားနေတဲ့ဆင်အားလုံးလည်းပြင်သစ်ရဲ့ပင်လယ်လေညင်းနဲ့လက်ဆက်တဲ့ပင်လယ်စာအရသာတွေကိုတစ်စိတ်တစ်ပိုင်းခန်းစားမိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်